ဒီရလာဖပေါ့နော်ရလာဖသူတို့ကတော့ရက်ရွာလုံခြုံရေးအဖွဲ့ပေါ့ဒါပေမဲ့သူတို့ဖွဲ့စည်းထားတဲ့ပုံစံကြည့်ရရမ်းလုံးမဲ့အဖွဲ့လားမသိဘူးအားလဲဆိုဟိုရက်ရွာလုံခြုံရေးအဖွဲ့လို့သာပြောတာသူကစစ်မှုထမ်းဟောင်းနေရဲဝန်ထမ်းဟောင်းနေဒီလိုအဖွဲ့တွေကိုပြန်ပြီးတော့ဖွဲ့စည်းနေတဲ့ပုံစံမျိုးပြီးတော့အသက်ကြီးကြီးအရွယ်တွေတွေ့ရတယ်ကျွန်တော်ကြည့်လိုက်ဗျာဆရာကြီးအဲ့ဓာတ်ပုံတွေထွက်လာတယ်မှတ်တမ်းပုံတွေထွက်လာတယ်တခုခုဆိုပြေးတိုင်းလွှားနိုင်မဲ့ကောင်တွေမပါဘူးကျွန်တော်မြင်တာတော့ဟဲ့လားတုံရင်ရင်လေးပေါ့တုံရင်ရင်နေနဲ့ပြင်ဝါတုတ်တွေနဲ့ရှင်းကြီးစမ်းမှာကျွန်တော်တို့တပ်ဖွဲ့တွေနဲ့နော်ကျွန်တော်တပ်ဖွဲ့တွေဒီဘက်ကလုံးဝတန်တန်မမဖြက်ဖြက်လက်လက်တွေနဲ့ပြီးရင်သူတို့ကိုဒါအခုဆိုဒါပေးလာတာရှိရပါတော့ကာပိုင်းတို့ဘာလို့သူတို့ပေးလာရှိဒါကတော့ကျွန်တော်တို့အတွက်စိန်ခေါ်ချက်တစ်ခုဖြစ်စိန်ခေါ်ချက်တစ်ခုဆိုတာသူတို့အင်အားအနေနဲ့ရသွားပြီဒါမှမလက်နက်ပါတက်ဆင်ပေးလာပြီလက်နက်ပါတက်ဆင်ပေးလာပြီဆိုတဲ့အတွက်ကျွန်တော်ကအခုရှေ့မှာကျွန်တော်တပ်ဖွဲ့တွေနဲ့ပါစာတွေနဲ့ရင်ဆိုင်ခိုင်းလိုမျိုးအနေထားဖြစ်လာပြန်ပြီပြောရရင်ဒါကျွန်တော်နောက်ထပ်ဖြည့်ရှင်းရမယ့်ပြဿနာတစ်ခုပေါ့နော်